မင်္ဂလာပါခင်ဗျာကိုဖြစ်ပါတယ်တိတ်မကြခင်မှာ grade 12တွေအောင်စင်းထွက်တော့မှာဖြစ်ပါတယ်ဆိုတော့အောင်စင်းထွက်တော့မှာကိုကြည့်ရင် grade 12တွေနှစ်ယောက်ထဲကနေတစ်ယောက်ကတော့အောင်မှာဖြစ်ပါတယ်ဆိုတော့ရာခိုင်နှုန်းတွက်ကြည့်မယ်ဆိုရင် grade 12နှစ်ယောက်မှာဆိုရင်တစ်ယောက်ကအောင်နိုင်ချေရှိပါတယ်ဆိုတော့ဒါတွေအားလုံးကိုပြန်ပြီးတော့ကိုတို့ကကြည့်ရမယ်ဆိုရင်တော့ဒါကဖြစ်နိုင်ချေကိုကိုတို့ကပြောပြပေးရဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့2019ခုနှစ်ကနေအခုတက်တိကိုကြည့်မယ်ဆိုရင်2019ခုနှစ်မှာအောင်ချက်က31ရာခိုင်နှုန်းရှိပါတယ်အောင်ချက်31ရာခိုင်နှုန်းရဲ့အဓိပ္ပာယ်ကဒီ30ပဲထားလိုက်ပါတော့ခင်ဗျာ30ဆိုရင်ရောက်100ဖြစ်ရင်30ပဲအောင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့ပြောချင်တာ90ရာခိုင်နှုန်းကတော့ပြုတ်ကြကြံခဲ့ပေါ့နော်ဆိုတော့2020မှာတော့ပြန်ပြီးနည်းနည်းမြင့်လာတယ်ဘယ်လောက်မြင့်လာလဲဆိုတော့34ရာခိုင်နှုန်းရောက်လာပါတယ်2020ပြန်2021မှာတော့ဒီကမ္ဘာလုံးဆိုင်ရာကာယောဂါရှိရာအကြောင်းမို့မရှိခဲ့ပါဘူးပေါ့နော်2022မှာတော့အောင်ကျရာခိုင်နှုန်းက40နဲ့မှ6ရာခိုင်နှုန်းထိရောက်ခဲ့တယ်2023ကတော့လောလောဆယ်အထိမှာတော့အောင်ချက်အမြင့်မားဆုံးလို့ပြောလို့ရတယ်64ရာခိုင်နှုန်းထိရှိခဲ့ပါတယ်64ရာခိုင်နှုန်းကျော်ခဲ့ရပေါ့နော်ဆိုတော့2020နဲ့မှ3ပြ2024ရောက်တော့ခုတို့က56ရာခိုင်နှုန်းကျော်တယ်ဟုတ်တယ်56ရာခိုင်နှုန်းကျော်ရှိပြီးတော့2025ကတော့နည်းနည်းပြန်နှိမ့်သွားတယ်48ရာခိုင်နှုန်းရှိတယ်အဲ့တော့2025ကဘာလို့50အောင်ကျရာခိုင်နှုန်း50ရာခိုင်နှုန်းတောင်မပြည့်ရလဲဆိုတာအကြောင်းရင်းတော့ရှိတယ်ဘာကြောင့်လဲဆိုတော့ဒီ2025မှာကိုတို့ငလင်ကြီးလှုပ်ပြီးတော့ကျောင်းသူကျောင်းသားတွေကပြန်ပြီးတော့စာမေးပွဲဖြေလိုက်ရတယ်အဲ့ဒီအချိန်မှာနှစ်ခေါက်ဖြေတယ်လို့မျိုးလုပ်ခဲ့ရတယ်ပေါ့အဲ့ဒီတုန်းကလည်းကိုကဒီမီးလောင်ပြီးခြင်းမှာပဲကို post တွေတင်ပေးရပေါ့နော်စာရီပြန်လှုပ်ထားပါစာမေးပွဲပြန်ဖြေရမယ်လို့ပြောရမယ်အဲ့ဒီတော့ကိုဆဲခံရအကြီးကျယ်ကိုဝိုင်းဆဲရပေါ့နော်ဘာလို့လိုမျိုးရှောက်ပြောရလဲဒီလိုမျိုးပညာရေးဝန်ကြီးရအောင်စာမထုတ်ဘူးပါညာမဟုတ်ဒါကတော့ကိုကအမြဲဖြစ်တန်စွမ်းတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တက္ကသိုလ်ဝင်တဲ့စာမျိုးဝဲဆိုတာလွယ်ကူကူနဲ့ဟိုဟာမဖြစ်ဘူးလေနော်။အဲဒါကြောင့်မို့ပြန်ဖြေရမယ်ဆိုတာကိုအစကကြိုပြီးတော့သိခဲ့တယ်။ပြန်ဖြေရမယ်လို့လည်းပြောခဲ့ပြီးတော့တကယ်လည်းဖြေခဲ့ရတယ်ပေါ့။ဆိုတော့ထားပါတော့ဒီနှစ်မှာတကယ်လို့အောင်ချက်ရခိုင်တော့မြင့်မယ်လို့လည်းကြားတယ်။တကယ်လို့မြင့်မယ်ဆိုရင်50ကျော်မှာလားဒါမှမဟုတ်60ကျော်မှာလား80 80ကျော်90ကျော်လောက်ထိကတော့အောင်ကျရခိုင်တော့မဖြစ်နိုင်ဘူး။ဘာကြောင့်ဆိုတော့တက္ကသိုလ်ဝန်ထမ်းဖြစ်တဲ့အတွက်ပေါ်ပေါ်ပဲပဲနဲ့ဘသူ့ကိုမှအောင်ပြီးမှာမဟုတ်ပါဘူး။တကယ်အရေးချင်းရှိတကယ်တော်တဲ့သူကိုပဲအောင်ပြီးမှာဖြစ်တဲ့အတွက်ကြောင့်မို့အောင်ချက်ဒီအလွန်ဆုံးရှိ50 60ကျော်ပေါ့။အဲ့ဒီကြရင်ပြောချင်တာကခုနပြောခဲ့သလိုပဲ2ယောက်မှာ1ယောက်နှုံးလောက်ကအောင်သွားမှာဖြစ်ပါတယ်ပေါ့။ထပ်ပြီးတော့ဒါမှမဟုတ်ရင်10ယောက်မှာ6ယောက်နှုံး9ယောက်လောက်အောင်မယ်ပေါ့။အများနဲ့ပြန်ထွက်မယ်ဆိုရင်တော့အဲ့လိုပုံစံမျိုးပြောလို့ရတယ်ဆိုတော့အောင်တဲ့သူတွေကိုပြန်ကြည့်လိုက်မယ်အောင်တဲ့သူတွေကိုပြန်ကြည့်မယ်ဆိုရင်တော့အောင်တဲ့သူ100ခိုင်နှုန်းပြန်ပြီးတော့စီမယ်10ခိုင်နှုန်းသောကျောင်းသူကျောင်းသားတွေဒီတက္ကသိုလ်ကောင်းကောင်းမွန်မွန်တက်ခွင့်ရခဲ့တယ်ဘယ်လိုမျိုးလဲဆိုတော့စေးကျောင်းတွေတို့ဒီသွားစေးတွေတို့ပြီးရင်ရေကျောင်းတို့ပါစသဖြင့်ပေါ့နော်ပြီးရင်ကျန်တဲ့20ခိုင်နှုန်းသောကျောင်းသားတွေကကောင်းမွန်တဲ့တက္ကသိုလ်တွေတက်ရတယ်ဘယ်လိုတက္ကသိုလ်မျိုးဆိုဝိစာသိပ္ပံထဲမှာဆိုရင်ကောင်းတဲ့တက္ကသိုလ်ဖြစ်တဲ့ရန်ကုန်တက္ကသိုလ်အမြင့်ဆုံးပဲပေါ့ပြီးရင်ဒုတိယအမြင့်ဆုံးဖြစ်တဲ့မန္တလေးတက္ကသိုလ်အထက်မြန်မာပြည်မှာကြည့်မယ်ဆိုရင်တော့မန္တလေးတက္ကသိုလ်ကဝိစာသိပ္ပံမှာအမြင့်ဆုံးတက္ကသိုလ်ဖြစ်ပါတယ်အဲ့ဒီအပြင်တခြားနိုင်ငံခြားဘာသာစကားတက္ကသိုလ်တွေပြီးတော့အင်ဂျင်နီယာတက္ကသိုလ်တွေပေါ့ဒါတွေကိုကျန်တဲ့20ခိုင်နှုန်းကတက်ခွင့်ရပြီးတော့ကျန်တဲ့10ခိုင်နှုန်းသောကျောင်းသားတွေကကောင်းမွန်တဲ့တက္ကသိုလ်တွေမှာပဲဒေးပေါ့မေဂျာကောင်းကောင်းလေးတွေနဲ့တက်ခွင့်ရတယ်60ရာခိုင်နှုန်းသောကျောင်းသူကျောင်းသားတွေကအဝေးတင်ဘဝနဲ့ပဲပြီးသွားတယ်ပေါ့ဆိုတော့အဲ့လိုဝေးတင်ဘဝနဲ့ဘာလို့ပြီးသွားလဲဆိုတော့တချို့ကဒီ academic နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးလာမှုအားနေတာမျိုးကြောင့်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်သူတို့အိမ်ရဲ့အခြေအနေတွေအကြောင်းပါညာနဲ့ဝေးတင်ယူလိုက်ရရှိတယ်တချို့အမတ်ကောင်းရဲ့သားနဲ့အမတ်နဲလို့ဝေးတင်ပြောင်းတာကိစ္စမရှိပေမဲ့အမတ်ကောင်းရဲ့သားနဲ့သူတို့ရဲ့ဘဝသူတို့ရဲ့ဒါမှမဟုတ်သူတို့ရဲ့တခြား personal ကိစ္စတွေကြောင့်မို့ဝေးတင်ယူလိုက်ရမျိုးလည်းရှိတယ်အဲ့အချိန်မှာကိုယ် counseling နှစ်တိုင်းလုပ်ပြီးဖြစ်တယ်ပေါ့နော်အဲ့ဒါတွေအတွက်လည်းအမြဲလုပ်ပြီးပါတယ်ဆိုတော့ကျန်တဲ့နောက်ထပ်100ခိုင်နှုန်းထပ်ပုံမယ်ဆိုရင်ကိုတို့စာပေကောက်တဲ့ရလက်တွေရဆိုရင်60ရာခိုင်နှုန်းသောကျောင်းသူကျောင်းသားတွေကတော့ကိုမတက်ချင်မဲ့တက္ကသိုလ်ကိုမတက်ချင်တဲ့မေဂျာမှာပြန်ပြီးတော့တက်ရတယ်အဲ့ဒါတွေကဘာကြောင့်လဲဆိုပြီးအနည်းချုပ်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဘယ်လိုမျိုးသွားတွေ့ရလဲဆိုတော့ဒီတက္ကသိုလ်လမ်းညွှန်မှုတွေကိုတေချာမဖတ်လို့ဒါမှမဟုတ်တက္ကသိုလ်လမ်းညွှန်မှုနဲ့ပတ်သက်ပြီးမသိလို့မကြည့်လို့ပြီးရင်ဒီမေဂျာမှာဘာတွေရှိလဲမသိဘူးဒီတက္ကသိုလ်မှာဘာတွေရှိလဲဆိုတာကိုမသိဘူးဆိုတော့ကိုတကယ်လို့ဒါကျောင်းသူကျောင်းသားတွေအနေနဲ့အခုအောင်စင်းတော့မထွက်သေးဘူးဒါပေမဲ့ဘယ်တက္ကသိုလ်တက်ရမယ်မသိဘူးဘယ်တက္ကသိုလ်တွေတက်ချင်တယ်ဘယ်မေဂျာမှာဘာတွေတင်ချင်တယ်သိချင်တယ်ဆိုတော့ကိုအောင်ရဲ့ဒီ playlist ပေါ့နော်အဲ့လိုမျိုးလေးလောက်ထားတယ်ကို album လေးတစ်မျိုးလိုမျိုးလေးလောက်ထားပါတယ်အဲ့ဒီမှာလူငယ်လမ်းညွန်ဆိုတဲ့ album ထဲမှာအကုန်လုံးဝင်ကြည့်လို့ရကိုမေဂျာတွေဘယ်မေဂျာရဲ့ပါရှိရဘယ်တက္ကသိုလ်ကတော့ဘယ်လိုဆိုပြီးတော့ကိုလောက်ထားရှိပါတယ်အဲ့လေးဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာဆိုရင်တော့ကိုကဒီတက္ကသိုလ်တွေနဲ့ပတ်သက်ပြီးနည်းနည်းထပ်ပြောပြပါမယ်ဘယ်လိုတက္ကသိုလ်မျိုးနဲ့ထပ်ပြောမလဲဆိုတော့ဟိုမှာမေဂျာမဟုတ်ဘဲနဲ့ဒီခါတက္ကသိုလ်ရွေးချယ်တဲ့နေရာမှာနည်းနည်းဘယ်လိုအရေးကြီးလဲဆိုတဲ့အရာတစ်ခုအကြောင်းပြောပြပါမယ်ဆိုတော့
ရိုးရိုးတက္ကသိုလ်နဲ့တခြားသောအမှတ်ပုံမြင့်တဲ့တက္ကသိုလ်ကဘာလို့ကွာလဲသူတို့ကလည်းဘာလို့အမှတ်ပုံများနေရလဲဆိုတော့ကိုရှင်းပြသွားပြမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတက္ကသိုလ်ဝင်တဲ့စာမေးပွဲပေါ့အခု grade 12တိတ်မစားခင်ထွက်တော့မယ် grade 10စာမေးပွဲမှာဆိုရင်ကောင်းကောင်းမွန်မွန်နဲ့အောင်မြင်ကြပါစေပြီးတော့အမှတ်တွေအများကြီးဂုဏ်တွေအများကြီးနဲ့အောင်မြင်ကြပါစေလို့ကိုကဒီကနေတဆင့်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ